Buddha Swan Nyanseva Ajaun Dayadinado Dilinya Davadin Kanago, Shifono the King Shinamya Piai Mahagruna Gongo Ayum Yuga, the Jew Faso Ado Wananabanama Adida Gathago Yusuf Buzo Jinshin Sabinyaya Yoga Bagodi Hibiya Bami Yangalan Garondo Dido Garani Kiran Gado Loka Hidaya Nato Namo Mahagaruni Gada Dada Yona To Vini Yamyaza Dadawa I Chamna Siwa Nola Donda Gomba Unkadashin Nata Minya Jinshino Myapayadi Kabagodi Hidi Grigava Yedwe Dinchadoshin Nole Abe Miyan Yedwe Dainja Fobyajinga Meswanai Mado Kalanli Abdinchi Dainigava Shijalo Kalapatlo Loga Hidaya Tata Loga I Ajosiva Aloga Adidogarani Osa De Chile Inga Nida Jimandami Danin Datazani Sanyi Hu Jadita Wengade Asu Along Kayano Murogo Garondo Payashi Yanyidan Joko Atodo Muyadi Chivi Kiran Lechi Yellow at the song the Yellow, say one Guru Ibemanendo. Kadawa Dana Jinkanya, Swa Yodo Mugaya Shaliji Mahagarini Gada Dewamya Yewe Tagedu Dana Chikim Mahagaruna Shinshido Mulo Gada Natada Winiyamya Swa Dadawa I Chana Siva Lola Donda Gomba Unkadabin Nata Minya Tushindo Myapaya Namo Yudi Jom Mangolio Garoyo Ju Shikojindi Atubawedu Sinzimadri Shibazi Dadi Buddha Swan Nyanseva Palisa Bima Kathagata Pala Sure Mine Yasavyaye Nyanabala Lu Kore Nyanswan Senyugu Shilin Hojatara Shilin Alum Baravada when the Rosini Kinyu Gugajare Yasaviyama Kayabla look correct Kanagoye in Ane Yanabla look correct Adinya yet Swan Aha Umadu on Chimare Eritema Yanabla look correct Nyan yet Swan Ah Emadama Temyelu Yasabiyakin Guramyane Pichum Yayalu Yadama Nayu Laija Puguriha Lele Gugu Yamyan Sanzane Judiago Yashi Tanaja Yasabiyaye Nyando ye Ataugu Pimuha Emadama Chiche Nubio Yasabiyaye Tiago Nalayalu Regumushi me a cha Pugumyaye Tiago Nayurekama Edenau Regumu Mishigu Sura Tadi Negaya Baraga Taudari Shide Sobazo Sula Pantaka Sure Jahano Leha
ဘဝကိုကျွေးလဲပါတယ်သာသနာပေါင်းဝင်ရောက်ပြီးတော့ရဟန်းဖြစ်လာတဲ့အချိန်မှာသူ့ရဲ့အသိဉာဏ်တွေဟာအမတန်မှလေးလံထိုင်မှန်သွားတယ်လေးလံထိုင်မှန်သွားသည့်အတွက်ကြောင့်ဂါထာလေးတစ်ပုဒ်ကို၄လကျက်ထတောင်းနောက်တစ်ပိုက်ကြောင်းလိုက်ရှေ့ဘက်ကပျောက်သွားပြီးတော့ဂါထာလေးတစ်ပုဒ်ကို၄လကျက်ထမရနိုင်ဘူးမရနိုင်သည့်အတွက်ကြောင့်သူ့ရဲ့နောင်တော်ကသာသနာတော်နဲ့မတန်ဘူးအိမ်ပြန်တော့လို့ခိုင်းလိုက်တဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကသူ့ရဲ့အသိဉာဏ်တကားကိုဘယ်လိုဖွင့်ပေးရမလဲဆိုတာမြတ်စွာဘုရားကသိသူ့ရဲ့နောင်တော်မဟာပန္တကလို့ဆိုတဲ့ဉာဏ်နာကြီးကဒီဉာဏ်မရှိဘူးမရှိသည့်အတွက်ကြောင့်သူညီတော်သာသနာတော်နဲ့မတန်ဘူးအိမ်ပြန်ခိုင်းနေမယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘယ်လိုဉာဏ်ကြီးဉာဏ်သွေးတွေတက်လာအောင်လုပ်ရမယ်ဆိုတာသိရှိတော်မူတဲ့အတွက်ကြောင့်တကူတော်နဲ့ဖန်ဆင်းထားတဲ့ဘဝပိုင်းလေးပေးပြီးအဲ့ဒီဘဝပိုင်းလေးကိုဩရတကပိုင်းရှိစေပြီးတဲ့အခါသရုဒ္ဓကံဒီရရှိပြီးတဲ့နောက်ဝိပဿနာသို့ကူးပြောင်းခြင်းဖြင့်ရှင်သုလဗံဟာတခဏလေးအတွင်းမှာပဲဉာဏ်ဉာဏ်လေးတွေထက်ထက်မြက်မြက်နဲ့တက်ပြီးတော့ငယ်လေးပါဖို့လေးပါမျက်မှောက်ပြုပြီးတော့ယန္တာဖြစ်သွားတယ်လေဒါမြတ်စွာဘုရားရဲ့ဉာဏ်တော်ဆိုတာအမှန်တမ်းစွမ်းပကားကြီးမားတယ်ပေါ့ဒီကအလုံးသိကြတဲ့အတိုင်းသွဏကာရပုဒ္ဒရွှေပရိန်တဲ့သားယဟန်တော်လေးရှင်သာရိပုတ္တရာမထေရမြတ်ထံယဟန်ခံပြီးတော့ယဟန်ဘဝရောက်လာအဲ့ဒီယဟန်တော်လေးကိုလေရှင်သာရိပုတ္တရာကသူ့အမြင်မှာတော့လူငယ်လူရွယ်တွေဆိုတာအလှအပကိုမမောတတ်တယ်ဒါကြောင့်မို့အလှအပမမောတဲ့ဇာကတွေမဖြစ်ဖို့ဆိုပြီးတော့အလှအပကိုမမောတဲ့တွေ့တာတဲ့တဏှာကိုနှိမ်ဖို့ဆိုပြီးတော့အတုပကမ္မထံပေးတယ်သူလည်းပဲလေးလကြာလောက်အောင်တရားဓမ္မအားထုတ်တော်လည်းပဲသမာဓိတောင်မရနိုင်မနဲ့ဖြစ်တယ်မြတ်စွာဘုရားစီရောက်သွားတဲ့အခါကျတော့သူ့ရဲ့ဘဝဇာတ်ကြောင်းကိုမြတ်စွာဘုရားကပြန်ပြောင်းဆင်ခြင်သုံးသပ်လိုက်တဲ့အခါဒီပုဂ္ဂိုလ်နဲ့အတုဝကမ္မထာနဲ့မတန်ဘူးဘာဖြစ်လို့လဲသူကအမြဲတမ်းအလှအပစိတ်ဝင်စားနေတဲ့ပုဂ္ဂိုလ်မလမပယွန်းတရားတွေကိုကြည့်နေရရင်သူဘယ်တော့မှစိတ်ဝင်စားမှာမဟုတ်ဘူးဆိုပြီးအမတန်လှပတဲ့ဂျာပန်ကြီးတစ်ခုကိုဖန်ဆင်းပေးလိုက်တာအဲ့ဒီဂျာပန်ကြီးရဲ့အသွင်ကိုအယောင်အဆင်းလောဟိတကတိုင်းကိုရှုပွားရင်းကနေပြီးတော့စိတ်တွေတည်ငြိမ်ပြီးတော့နောက်ဆုံးမှာအဲ့ဒီဂျာပန်ကြီးရဲ့ပြောင်းလဲပျက်စီးသွားတဲ့အနေဆသဘောတွေကိုရှုမြင်သုံးသပ်ခါဝိပဿနာသို့ကူးပြောင်းပြီးတော့သူလည်းတခဏအတွင်းမှာပဲယန္တာပုဂ္ဂိုလ်ဖြစ်ပါတယ်။ဟောမြတ်စွာဘုရားကဒါဉာဏ်ဉာဏ်သေးဟာဘုရားရဲ့ဉာဏ်တော်ဟာတူမတူအောင်ထက်မြက်တာမို့ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့ရှင်လို့မရဘူးဆိုတာအမတန်မှဘုန်းကြီးတို့တွေသိရှိပြီးတော့ကြီးညိုကြရမှာပေါ့နော်သာဝေကျမ်းဂန်မှာတထာဂတဗလလို့သုံးတယ်တထာဂတဆိုတာမြတ်စွာဘုရားကိုရည်ညွှန်းတဲ့စကားလုံးတစ်ခုပဲထေရဝါဒဗုဒ္ဓသာသနာမှာတော့တထာဂတလည်းသုံးတာပဲသမ္မာသမ္ဗုဒ္ဓလည်းသုံးတာပဲဗုဒ္ဓလည်းသုံးတာပဲသို့တော့အထူးအားဖြင့်မဟာယာနကျမ်းစာတွေမှာဆိုရင်တထာဂတဆိုတဲ့အသုံးကိုတော်တော်များများသုံးတာတွေ့ရတထာဂတဆိုတာအရိယာမျိုးမျိုးဖွင့်ဆိုထားတာရှိတယ်တထာဂတအဓိပ္ပာယ်တစ်ခုကမှန်တဲ့တိုင်းပြောတတ်သူလို့အဓိပ္ပာယ်ရ
မှန်တဲ့စကားကိုပြောတတ်သူသို့မဟုတ်အမှန်တရားကိုဟောကြားတတ်သူလို့အဓိပ္ပာယ်ရနောက်အဓိပ္ပာယ်တစ်ခုကတော့တထာအာဂတလို့ပုတ်ဖြတ်ပြီးတော့ရှေးကဘုရားသည်သိရှိလာတဲ့လမ်းကြောင်းအတိုင်းအဲဒီကကျင့်လာတဲ့ကျင့်စဉ်တွေအတိုင်းကျင့်ပြီးတော့ဘုရားဖြစ်လာသူလို့ဒီလိုအဓိပ္ပာယ်နဲ့ရတယ်နောက်တစ်ခုကဘာလဲလို့ဆိုရင်ယထာဝါဒီတထာဂါရီပြောတဲ့တိုင်လုပ်တယ်လုပ်တဲ့တိုင်ပြောတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့လည်းတထာဂတဆိုတဲ့အဓိပ္ပာယ်သုံးတယ်နောက်တစ်ခုကဟောတဲ့တရားတွေဟာဘယ်တော့မှမမှားဘူးအလုံးဟာအမှန်ကြီးပဲမှားရတဲ့တရားဆိုတာတစ်ခုတလေမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်နဲ့လည်းတထာဂတဆိုတဲ့အဓိပ္ပာယ်ကိုသုံးတယ်ပေါ့မြတ်စွာဘုရားကသူ့ကိုယ်သူရည်ညွှန်းတဲ့အခါမှာတစ်ခါတရံကြတော့အဟံငါဆိုတဲ့စကားလုံးကိုသုံးမိမယ်လေတော်များများနေရာတွေမှာတထာဂတောဆိုတဲ့စကားလုံးကိုသုံးနေရှိသူ့ကိုယ်သူကိုရည်ညွှန်းကြည့်တဲ့အခါမှာတထာဂတကဆိုတဲ့အဓိပ္ပာယ်ကိုသုံးဒါစာပေကျမ်းကမှာသုံးပုံနဲ့ပတ်သက်ပြီးတော့မှတ်သားစရာလေးတစ်ခုပေါ့အခုဘုရားဆွမ်းအားဉာဏ်7ပါးကိုစာပေကျမ်းကမှာတထာဂတဗလဆိုတဲ့အမည်နဲ့ဖွင့်ဆိုထားတယ်မဇ္ဈိမနိကေမဟာသီဟနာဒသုတ်မှာလည်းပါတယ်အင်္ဂုတ္တရနိကေမဟာသီဟနာဒမှာလည်းပါတယ်တထာဂတဗလကိုအသေးစိတ်ရှင်းပြထားတဲ့အသေးစိတ်ဖွင့်ဆိုရှင်းပြထားတာတော့အဘိဓမ္မာခုနှစ်ကျမ်းထဲမှာအပါဝင်ဖြစ်တဲ့ဝိဘင်္ဂကျမ်းမြန်မာပြည်မှာတော့ဝိဘင်ကျမ်းလို့ခေါ်တယ်အဲဒီဝိဘင်္ဂကျမ်းထဲမှာလည်းပဲညာနာကထာဆိုတဲ့နေရာမှာညာနာဝိဘင်္ဂဆိုတဲ့နေရာမှာဟောဒီတထာဂတဗလဘုရားဆွမ်းအားဉာဏ်7ပါးကိုအသေးစိတ်ဖွင့်ဆိုပြီးတော့ရေးသားဖော်ပြထားတယ်ဘုန်းကြီးတို့ဒီကနေ့အဲ့ဒီဆိုင်ရာကျမ်းဂန်တွေနဲ့ဆိုင်ရာကျမ်းစာတွေမှာလာတဲ့အဖွင့်တက္ကရာတွေကိုကြည့်ရှုပြီးတော့အနှစ်သာရထုတ်ပြီးတော့နားလည်အောင်သိရှိကြည်ညိုကြရအောင်ဒါကိုဟောဖို့ရှိရဲလားဒါကြောင့်မို့တထာဂတဗလကိုပဲဗုဒ္ဓဆွမ်းအားဉာဏ်7ပါးလို့တထာဂတဗလဆိုတာဗုဒ္ဓဆွမ်းအားပဲဗုဒ္ဓဆွမ်းအားဆိုတာကာယဗလနဲ့ကွဲပြားခြားနားစေလို၍ဉာဏ်7ပါးလို့ဒီလိုမှတ်သားကြရအောင်အဲ့ဒီဉာဏ်ဉာဏ်သွေးတွေဟာသူမတူအောင်မြတ်စွာဘုရားမှာဉာဏ်ဟာတစ်မျိုးတည်းမရှိဘူးတစ်မျိုးတည်းမကဘူးအခုလို့10မျိုးတောင်ဒါ10မျိုးဆိုတာတထာဂတဗလအနေနဲ့10မျိုးပြောတာတခြားနည်းနဲ့ဆိုရင်ဘုရားရဲ့ဉာဏ်တော်တွေဟာမြောက်များစွာရှိသေးတယ်ပေါ့သအာတာဒရဏဘယ်သူနဲ့မှမတူတဲ့ဉာဏ်က6မျိုးဆိုတာတို့တပိယုတဉာဏ်တော်ကြီးတို့ဆိုတာတွေရှိသေးတယ်ပေါ့နော်ဒီနေရာမှာသိရှိကြည်ညိုဖို့ရာအတွက်ကတော့တထာဂတဗလလို့ခေါ်တဲ့တတဉာဏဗလဉာဏ်တော်10ပါးကိုဘုန်းကြီးတို့တွေတတ္တဝါတွေကိုချေချွတ်တဲ့အခါမှာမြတ်စွာဘုရားတရားဟောတဲ့အခါမှာအသုံးပြုတဲ့ဒီဉာဏ်တော်ကြီး10မျိုးဟာအမှန်တမ်းသိရှိကြည်ညိုဖို့ကောင်းတယ်ဒီဉာဏ်တော်ကြီး10ပါးကိုအသုံးပြုပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတတ္တဝါတွေရဲ့အကျိုးဝိနည်းတတ္တဝါတွေကိုနားလည်အောင်တဏှာဝကလွတ်မြောက်အောင်ထူးခြားတဲ့အသိဉာဏ်တွေရအောင်ဆိုပြီးတော့ရှင်းလင်းဟောကြားတော်မူတာဒီတထာဂတဗလလို့ခေါ်တဲ့ဘုရားရဲ့စွမ်းအားတွေဟာဒီစွမ်းအားရှိတဲ့ဖြင့်မြတ်စွာဘုရားဟာဘာတွေလုံးနိုင်တာလဲလို့သိချင်ကောင်းသိချင်ကြလိမ့်မယ်ထိုတုတ်တံမှာအချင်းချုပ်ပြောထားတာအချက်3ချက်ရှိတယ်ဟောဒီစွမ်းအား3မျိုးကြောင့်မြတ်စွာဘုရားဟာနံပါတ်1
အာတပံဌာနံပฏิသနာတိတကယ်ကိုထိတ်တန်းကိစ္စကြီးတွေမှာရဲတောက်ဝန်ခံရဲတယ်ပြောကြရဲတော့ကလူတွေဆိုတာဝန်ခံရဲတာမဟုတ်ဘူးမြတ်စွာဘုရားကတကယ်ကိုဒီအမြင့်ဆုံးအဆင့်မှာကိုပဲဘာပဲဖြစ်ဖြစ်ဝန်ခံပြောကြရဲတယ်ဥပမာဆိုတော့ဘုရားကိုအမေပု္ပ္ပာပြဿနာတစ်စုံတစ်ခုသိကျင်လို့ပြီးတော့မေးကျင်ပါတယ်လို့ဆိုလို့ရှိရင်မြတ်စွာဘုရားတွေကဘယ်လိုပြောတော့ဘယ်လိုမိတ်ရှိတော့ဆိုပု္ပ္ပယထာကင်္ခတိမေးကျင်တာမေးကျင်တာမေးလို့ဆိုတဲ့စကားဟာအရက်ကလူတွေကတော့မစင်မစားပြောခြင်းပြောကောင်းပြောလိုက်တယ်သို့တော့ရှင်သာရိပုတ္တရာတောင်အဲ့ဒါလိုမပြောရဲဘူးဖျားပြီးရင်ဉာဏ်ရည်ဉာဏ်သေးအထက်ဆုံးလို့ဆိုရတဲ့ပညာရာမှာဣတရေရတဲ့ရှင်သာရိပုတ္တရာတောင်မှပဲပု္ပ္ပယထာကင်္ခတိမင်းသိချင်တာမေးဆိုတဲ့စကားမပြောရဲဘူးရှင်သာရိပုတ္တရာကဘယ်လိုပြောတော့ပု္ပ္ပတုတ်တဝါသာနိတာမမေးပါတဲ့မိကုန်းကိုနားထောင်ပြီးတော့မှပဲဖြေနိုင်တယ်မဖြေနိုင်ဘူးပြောပါမယ်တဲ့ဟောဆက်လျှော့ပြီးဝန်ခံရတယ်မြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးအာသဗံဌာနံပฏิသနာတိတကယ်ကိုထိတ်တန်းနေရာကနေပြီးတော့ရဲတောက်ဝန်ခံပြောကြနိုင်တဲ့စိုင်းတက်တယ်ဘာကြောင့်ဒီလိုပြောနိုင်တာတုံးလို့ဆိုလို့ရှိရင်အခုပြောရတဲ့ဉာဏ်တော်10ပါးရဲ့စွမ်းပကားကြောင့်ပဲလို့ဒီလိုပြောဒီဉာဏ်10ပါးတင်ရှိတာမဟုတ်ဘူးမြတ်စွာဘုရားမှာသဗ္ဗညုတဉာဏ်ဆိုတာရှိသေးတယ်သဗ္ဗညုတဉာဏ်ဆိုတာကသဗ္ဗညုတဉာဏ်နဲ့ပတ်သက်ပြီးတော့နည်းနည်းဘုဒ္ဓတရှိအောင်ထိဆက်ပြီးတော့ပြောရမယ်ဆိုရင်သဗ္ဗညုဆိုတာအရာခသိန်းကိုသိတယ်လို့ဒီလိုပြောအရာခသိန်းကိုသိတဲ့ဉာဏ်ကိုသဗ္ဗညုတဉာဏ်လို့ဒီလိုခေါ်တာကောင်းပြီသဗ္ဗညုတဉာဏ်ကိုအဲ့ဒီခေတ်ကာလတုန်းကမြတ်စွာဘုရားနဲ့တခေတ်တည်းပေါ်လာတဲ့ဘာသာရေးခေါင်းဆောင်လို့ပြောရမယ်အညတိဋ္ဌိယဆရာကြီးတွေအများကသာဓုတမ္မတော်သူတော်ကောင်းကြီးတွေလို့သတ်မှတ်ထားတဲ့ပုရဏကသဗ္ဗတို့မဂ္ဂရိဝေါသလတို့သူတို့ပြောတဲ့သဗ္ဗညုတဉာဏ်ကဘယ်လိုသဗ္ဗညုတဉာဏ်တုံးဆိုလို့ရှိရင်သူတို့မှာတဲ့ဉာဏ်အမြင်ဟာအမြဲတမ်းထင်ဟပ်နေသူတို့မှာဉာဏ်ကြီးကအမြဲတမ်းလင်းထိန်နေတယ်ပေါ့သူတို့ဉာဏ်ကအမြဲသိနေတယ်မိထွန်းထားသလိုအမြဲလင်းနေတယ်အမြဲသိနေတယ်ဘယ်လောက်ဒီအောင်အမြဲသိနေတော့ဆိုသွားနေရင်လည်းသိတယ်ထိုင်နေရင်လည်းသိတယ်ရပ်နေရင်လည်းသိတယ်လျောင်းနေရင်လည်းသိတယ်နောက်ဆုံးကြတော့အိတ်နေရင်လည်းသိတယ်ဆိုတော့သူတို့ဉာဏ်ကအိတ်နေတုံသိတဲ့ဉာဏ်ဆိုဘယ်လိုလုပ်ဖြစ်လဲဟောအိတ်နေရင်လည်းသိတယ်နိုးနေရင်လည်းသိတယ်တဲ့မြတ်စွာဘုရားကအဲ့ဒါလိုမရှိတာမဟုတ်ဘူးအဲ့ဒီလိုဉာဏ်မျိုးကတော့မရှိနိုင်ဘုန်းကြီးတို့တွေကအိတ်ပြောနေတဲ့အချိန်မှာအသိဉာဏ်ရှိပါမလားနော်အိတ်နေတဲ့အချိန်မှာဘာမှဒီကလူကသိတာမှမဟုတ်ဘူးကဲသိလို့ရှိရင်အိတ်နေတော့မှအိမ်မှာတက်ပြီးသခိုးခိုးသွားတာတွေပဲမရှိဘူးလားမသိလိုက်လို့ခံလိုက်ကြရတာလားသိရတဲ့နဲ့ခံတာလားသိမှမသိတာနော်ဒီပြဟာသိဖို့ဆိုတာနေနေတာကိုအိပ်ကျော်နေတဲ့အချိန်ဘာလို့တော့မှတော့မသိလားအဲ့တော့သူတို့ဒီဆရာကြီးတွေကတော့သူတို့အိပ်ကျော်နေရင်လည်းသူတို့အသိဉာဏ်ကြီးဟာလင်းထိန်နေတယ်တဲ့ဆိုတော့အဲ့ဒီသဗ္ဗညုတဉာဏ်မျိုးကိုတော့ဘုရားလက်မခံဘူးမြတ်စွာဘုရားလက်ခံတဲ့သဗ္ဗညုတဉာဏ်ဆိုတာဘယ်လိုတော့ဆိုရင်သိခြင်းလို့ကြည့်လိုက်ပြီဆိုလို့ရှိရင်အကာအကွယ်မရှိဘူးကိစ္စသိခြင်းဘလောက်ပါလန်းတဲ့အရာကကိစ္စပဲသိခြင်းဘလောက်ဝေးလံတဲ့အတိတ်ကဟာပဲသိခြင်းဘလောက်ဝေးလံတဲ့အနာဂတ်ကပဲသိခြင်းလို့ကြည့်လိုက်လို့ရှိရင်
ရသော်ဗျာရဲ့ဉာဏ်တော်ကြီးဟာအတားအဆီးပိတ်ပင်မရှိဘူးကုန်သိတယ်လို့ဒီလိုပြောတာနော်ဆိုလိုတာကအတုံးချမယ်ဆိုရင်အဟံတားလုံးနိုင်တဲ့အရာမရှိဘူးဘုန်းကြီးတို့တွေရဲ့အသိဉာဏ်ဆိုတာကဘလောက်မှဝေးတာမဟုတ်ပိတ်ဆို့သွားဟိုဘက်ကိုမသွားနိုင်ဘူးကိုသိတာနည်းနည်းလေးတထွားသမိုင်းလောက်တင်သိတယ်ဟိုဘက်ရောက်ဖို့တော်တော်ခက်တယ်နော်သိဖို့ဆိုတာမတန်ခက်တယ်မြတ်စွာဘုရားကသိခြင်းလို့ကြည့်လိုက်တာနဲ့တပြိုင်နက်အပိတ်အဆို့အတားအဆီးဘာမှမရှိအကုန်သိတယ်ယာဝတကံညေယံတာဝတကံညာဏံနဲ့သိเสียတွေရှိသလောက်ဉာဏ်ကြီးကလိုက်သိနေတယ်တဲ့နော်ယာဝတကံညာဏံတာဝတကံညေယံနဲ့အသိဉာဏ်ကြီးရှိသလောက်သိเสียတွေကလည်းပေါ်ဘုန်းကြီးတို့တွေမှာတော့သိเสียတွေကတပုံကြီးသိတာလေးကနည်းနည်းလေးဟောဒီလိုဆိုလို့နော်သိเสียတွေကမရေမတွက်နိုင်လောက်အောင်များတယ်သိတဲ့ဉာဏ်ကနည်းနည်းလေးပဲရှိတယ်။ဟောရသော်ဘုရားရဲ့ဉာဏ်တော်ကြီးတွေဟာဒီလိုရှိတာဟုတ်။သဗ္ဗညုတဉာဏ်ကတော့သိကျင်တာအကုန်သိတယ်။အခုပြောမဲ့တသဗ္ဗလဉာဏ်ဆိုတာကြတော့တထာဂတဗလဆိုတာကြတော့ဆံရကိစ္စလေးတွေကိုသူကတခုစီမတူညီတဲ့အချက်တွေကိုသိတာ။ဒါလည်းလိုအပ်တာပဲ။သူကိစ္စနဲ့သူခွဲခြားပြီးတော့သိတာအကုန်လုံးခြုံသိတဲ့ဉာဏ်ကတစ်မျိုးတစ်ခုစီမှာထူးခြားသိတဲ့ဉာဏ်ကတစ်မျိုးလို့ဒီလိုမှတ်ရမှာပေါ့အဲ့တော့မြတ်စွာဘုရားဟာနမတိအာသဗန္ဌာနံပฏิဇာနာတိတဲ့တကယ်ကိုထိတ်တန်းအကျဆုံးနေရာကိုပါဝန်ခံပြောကြားနိုင်တဲ့ဝန်ခံနိုင်တဲ့စွမ်းရည်တတိရှိတယ်ဘာကြောင့်ဝန်ခံနိုင်တာတော့ဆိုဒီဉာဏ်ကြောင့်ပဲဒီဉာဏ်တွေကြောင့်ဝန်ခံနိုင်တာတဲ့နောက်ဒုတိယကနံပါတ်2ကဘာတော့ဆိုပရိတာတုတိဟနာတံမေတ္တိပရိတ္တိရဲ့အလဲမှာမကြောက်မရွံ့ဟောပြောရဲတယ်ဒါလူတွေကထင်တယ်ပဲတချို့လဲဟောပြောတာပဲပေါ့နော်ပရိသတ်ထဲမှာမကြောက်ဘူးပရိသတ်မကြောက်တိုင်းဒါမျိုးဆိုလိုတာမဟုတ်ဘူးနော်ပရိသတ်ဆိုတာ तू မကြောက်တာလူပရိသတ်ပဲမကြောက်ရှိမယ်မြတ်စွာဘုရားကမကြောက်မရွံ့ရဲရဲဝံ့ပြောနိုင်တယ်ဆိုတာဘုံတကူအလွန်ကြီးတဲ့နတ်မြတ်ပရိသတ်ကိုလည်းမကြောက်ဘူးလူတွေကအဲ့ဒါနတ်မြတ်မပြောနဲ့တရေတကောင်လာရင်အကုန်ထပြေးကုန်မှာနော်အဲ့ဒီမှာဒီပရိသတ်သူတိဟနာတံနရတိဆိုတာမှန်မှန်ပရိသတ်ကလေးမှာမကြောက်တာကိုဆိုလိုတာမဟုတ်ဘူးပရိသတ်ဆိုတဲ့နေရာမှာလူပရိသတ်တယ်မကဘူးတကယ်ကိုလူထဲမှာလည်းပဲမင်းဆိုးရာစာပရိသတ်အထက်တန်းကျလာတဲ့ဗြဟ္မဏပရိသတ်တွေထက်တန်းကျတဲ့ပညာရှိတွေနတ်ပြည်ကနတ်ပရိသတ်တွေဗြဟ္မာတွေအဗဒံဘုရားကိုကြီးတဲ့အစွမ်းထက်တဲ့ဒီလိုပရိသတ်တွေရှားတဲ့မှာကိုပဲရဲဝန်းတဲ့စကားကိုပြောနိုင်ကြည့်လေမြတ်စွာဘုရားကတခါတော့ကဘကဆိုတဲ့ဗြဟ္မာကြီးအောင်ကြီး7ပါးထဲမှာပါတယ်ဘကဆိုတဲ့ဗြဟ္မာကြီးဟာနတ်ပြည်သူ့ဗြဟ္မာပြည်မှာသူဘာတွေပြောနေတော့ဆိုလို့ရှိရင်သူကပြောတယ်သူနဲ့တွေ့တဲ့ဗြဟ္မာတွေတိုင်းကိုပြောတယ်ဟေးဒီဗြဟ္မာဘုံဟာနေဆထာဝရဘယ်တော့မှပြောင်းเสียမလို့တော့ဘူးဘယ်တော့မှပြောင်းရွှေ့တာမရှိတော့ဘူးဒါတို့ဟာနေဆထာဝရနေရမယ့်ဘုံကြီးတို့ရောက်နေပြီလို့ဒါတော့ပြောသူပြောနေတာတွေကိုမြတ်စွာဘုရားကကြားရတဲ့အခါဒီဗြဟ္မာကြီးကိုတော့ငါတက်ပြီးတော့ဆုံးမရအောင်မယ်ဆိုပြီးတော့ကြွသွားမြတ်စွာဘုရားလာတယ်ဆိုကြတဲ့ကဟိုကအံ့ဩသွားတော့ခုခေတ်လိုပြောရင် welcome လုပ်တယ်ပေါ့နော်ကျိုးဆိုတဲ့အခါမှာသူကဘာပြောတော့ဆိုရင်အရှင်ဂေါရမကြွလာတာအလွန်ကောင်းဒီဘုံဟာနေဆထာဝရဘုံပဲဘယ်တော့မှမအိုဘူးဘယ်တော့မှမနာရဘူးအလွန်ခံမြဲတဲ့နေရာပဲနဲ့ပြောတော့မြတ်စွာဘုရားကဘာပြောတော့ဆိုရင်
ပကဗျမာဆိုတာတော်တော်ကိုမသိတဲ့မောဟတွေဖုံးပြီးအဝိဇ္ဇာတွေဖုံးနေတာပဲဘာမှမသိတဲ့ဗြမာကြီးပဲနဲ့ဗြမာပရိသတ်ကြားထဲမှာဘာမှမသိတဲ့လူလို့ဘာမှမသိတဲ့ဗြမာလို့အဝိဇ္ဇာကတော့အဝိဇ္ဇာမှောင်ထဲရောက်နေသူလို့ပြောခံလိုက်ရတဲ့အခါဘုန်းကြီးတို့တွေပဲစဉ်းစားကြည့်လူပရိသတ်ထဲမှာမင်းဘာမှသိတဲ့ကောင်မဟုတ်ဘူးလို့ပြောခံရရင်ဘယ်နဲ့နေပါပကဗြမာကြီးဟာလဲသူ့အဲ့လိုပြောခံလိုက်ရအဲ့လိုပြောနိုင်တယ်ဆိုတာရမ်းပြောတာမဟုတ်ဘူးသူ့အကြောင်းကိုအကုန်သိတာသူ့အကြောင်းဆိုတာသိဖို့အမှန်တန်ခဲနေဘာလို့ဆိုသူ့တက်တန်းကလောက်ကြာတော့ဆိုတမိတ်တမောကြီးကဘာချီကြာတာကိုအဲ့ဒါကိုရသော်ဗျာဟောနိုင်မင်းဟာဒီဗမာဘုံမရောက်ခင်ကဘယ်ဘုံကသေးလာတာအဲ့ဒီဗမာဘုံမှာမင်းအသက်ဘလောက်ကဘာပေါင်းဘလောက်အသက်ရှိခဲ့တယ်အခုဒီကဘာရောက်ဒီမှာအသက်ဘလောက်ရှိမယ်ဒီကတည်ရင်မင်းဘယ်သွားမယ်ဘာဖြစ်လို့ဗမာပြည်ကိုရောက်လာတယ်ဆိုတာကအစဟိုးဖုံးကွယ်နေတဲ့အတိတ်ကသမိုင်းကြောင်းရာဆိုရင်သူ့ရဲ့ဘဝဖြစ်စဉ်တွေကိုပါမြတ်စွာဘုရားဟောတာပြန်ပြောပြအဲ့ဒါပြောနိုင်လို့ရဲတင်တာပေါ့နော်အတိပဲနဲ့ပြောလို့မရဘူးဒါကြောင့်မို့ပရိတာတုတိဟနာတံနတတိဆိုရဲတင်တဲ့စကားကိုပြောနိုင်တယ်ဆိုတာဟောဒီဉာဏ်ရဲ့အစွမ်းပကားကြောင့်ပြောနိုင်တာကိုမသိပဲနဲ့ဟိုလိုဒီလိုလုံးလို့မရဘူးလေဟောနောက်တစ်ခုကဘာတော့တတိယအချက်ကဓမ္မစက္ကံပဝတိတိလေဓမ္မစက္ကဆိုတာဓမ္မစက္ကပဲဓမ္မစက္ကတို့ဓမ္မစက္ကတို့ဆိုတာဘာကိုပြောတာတော့လို့ဆိုလို့ရှိရင်ပฏิဝေဒဉာဏ်နဲ့ဒေသနာဉာဏ်ကိုပြောတာပฏิဝေဒဉာဏ်ဆိုတာကိုယ်တိုင်ထိုးထွင်းပြီးတော့သိတဲ့ဉာဏ်ကိုပฏิဝေဒဉာဏ်လို့ခေါ်တယ်ပฏิဝေဒဉာဏ်ရပြီးတဲ့နောက်မှာဒေသနာဉာဏ်ဆိုတာအများနာလဲအောင်ရှင်းလင်းပြောကြားတဲ့ဉာဏ်မျိုးကိုဒေသနာဉာဏ်လို့ခေါ်တယ်အဲ့ဒီနေရာမှာပฏิဝေဒဉာဏ်ဆိုတာတရားဓမ္မကျင့်သုံးလို့ကိုယ်တော်တိုင်ဘုရားဖြစ်သို့ရောက်လာပြီထိုးထွင်းသိတဲ့ဉာဏ်ရလာပြီရလာပြီးတဲ့အခါမှာတတ္တဝါတွေရဲ့အကျိုးကိုတည်ပိုးဖို့ကြတော့ဒေသနာဉာဏ်တော်ကိုအသုံးချတာအဲ့ဒီဒေသနာဉာဏ်တော်ကြီးစတင်လဲပတ်ပြီးဖြစ်ပေါ်စေတာကိုပဲဓမ္မစက္ကံပဝတိတိလို့ပြောတာဓမ္မစက္ကပဝတ္တနာတုတ်ဆိုတာအဲ့ဒါကိုရည်ညွှန်းတာဓမ္မစက္ကဆိုတာဘာကိုပြောတာတော့ဆိုရင်ဒေသနာဉာဏ်ကိုပြောတာအဲ့ဒီဒေသနာဉာဏ်ကြီးကိုစတင်အသုံးချပြီးတော့တတ္တဝါတွေနားလည်အောင်ရှင်းပြပြီဆိုတာကိုဓမ္မစက္ကံပဝတ္တနာလို့ပြောတာနော်အဲ့တော့ဒေသနာဉာဏ်တော်ကြီးကိုစတင်ပြီးတော့အသုံးချနိုင်တယ်ဆိုတာဟာပฏิဝေဒဉာဏ်မရှိဘဲနဲ့လည်းမရဘူးအခုပြောခဲ့တဲ့တထာဂတဗလာလို့ဆိုတဲ့ဗုဒ္ဓရဲ့စွမ်းအားဉာဏ်7ပါးနဲ့ကင်းပြီးတော့လည်းမဖြစ်နိုင်ဘူးတဲ့အဲ့တော့တရားဓမ္မကိုရှင်းပြတယ်ဆိုတာလွယ်တာမဟုတ်ဘူးဘုန်းကြီးတို့တွေတရားဟောတယ်ဆိုတာဘုရားဟောတဲ့တရားတွေကနေပြီးတော့ယူဟောနေတာကိုသိလို့ဟောတာမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောတယ်ဆိုတာကပယံအဘိညာသစ္စိကတ္တဝပဝေထေမိမြတ်စွာဘုရားထိုသုတ်တန်တွေမှာမရှိတယ်ရှိတယ်ငါအခုပြောနေတာပယံအဘိညာကိုယ်တိုင်သိပြီးဟောတာသူများစီကတစ်ဆင့်ကြားတာတွေပြောတာမဟုတ်ဘူးရာဇဝင်နဲ့ပါလို့ပြောတာမဟုတ်ဘူးစာအုပ်ထဲပါလို့ပြောတာမဟုတ်ဘူးဟုတ်ကလားအဲ့ဒါလို့သူပြောလူပြောတွေနဲ့ငါပြောတာမဟုတ်ဘူးတယံပညာငါကိုယ်တိုင်သိထားတာသိုံနဲ့မကဘူးသစ္စိကတ္တဝအသိဉာဏ်နဲ့ရှင်ကပ်ပြီးတော့အသုံးချကိုယ်ကိုယ်တိုင်သိပြီးတော့ကိုယ်ကိုယ်တိုင်မျက်မှောက်ပြုပြီးဟောတာဖြစ်တယ်လို့ဒီလိုရဲရဲဝံ့ပြောနိုင်တာပေါ့အဲ့ဒါလို့ပြောနိုင်တာဟာလေဒီဉာဏ်ကြီးတွေကြောင့်ပြောနိုင်တာတဲ့ကဲကောင်းပြီဉာဏ်7ပါးဆိုတာမြတ်စွာဘုရားရဲ့စွမ်းပကားထက်မြက်တဲ့ဉာဏ်7ပါးဆိုတာဘာလဲတဲ့နံပါတ်1ကအကြောင်းတရားဖြစ်နိုင်တာကိုဖြစ်နိုင်တယ်လို့မြင်တယ်မဖြစ်နိုင်တာကိုမဖြစ်နိုင်ဘူးလို့မြင်တယ်ပါဠိလိုပြောရင်ဌာနအဌာန
ဌာနဆိုတာဖြစ်နိုင်စရာရှိတဲ့အကြောင်းအဌာနဆိုတာမဖြစ်နိုင်ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကိုကွဲကွဲပြားပြားသိတဲ့ဉာဏ်အဲ့ဒီဉာဏ်ဟာနံပါတ်1ဉာဏ်ပဲမြတ်စွာဘုရားဒါမှမတန်ရေးကြည့်တယ်ဘုန်းကြီးတို့တွေကရမ်းတမ်းပြီးတော့ဒါတော့ဖြစ်နိုင်ပါတယ်ဟိုကတော့မဖြစ်နိုင်ပါဘူးဆိုတာအပေါ်ယံလေးတွေပြောကြတာနော်အဲ့တော့ဘုန်းကြီးတို့တဏှာမှာဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်နာမည်ကဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာလို့နာမည်ပေးပြီးဟောထားတယ်ဒီဉာဏ်အကြောင်းနော်အဲ့တော့ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာဆိုတာတစ်ခုပြောပြသောတာပန်ပုဂ္ဂိုလ်တယောက်ကကံကြီးထိုက်အောင်အမေဖေကိုတတ်တယ်ယဟန္တာကိုတတ်တယ်မြတ်စွာဘုရားသေစိမ့်တေအောင်လုပ်တယ်တန်ခါသိမ့်ခွဲတယ်ဆိုတာမဖြစ်နိုင်ဘူးပုရုဇဉ်တယောက်ကအဲ့ဒီအမှုတွေကိုကျူးလွန်တယ်ဆိုတာဖြစ်နိုင်တယ်ဟောတာဖြစ်နိုင်တာလည်းမဖြစ်နိုင်တာပဲပေါ့သောတာပန်ပုဂ္ဂိုလ်တယောက်ကသင်္ခါရတရားကိုနေဆာလို့ဒုက္ခလို့သူဘလို့အတ္တလို့ဒီလိုရှုမြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ပုရုဇဉ်တယောက်ကအဲ့လိုရှုမြင်တာဖြစ်နိုင်တယ်ဟောတာဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာဟောကုသိုလ်ကံရဲ့မကောင်းတဲ့အကျိုးဆိုတာမဖြစ်နိုင်ဘူးအကုသိုလ်ကံရဲ့ကောင်းတဲ့အကျိုးဆိုတာလည်းမဖြစ်နိုင်ဘူးကုသိုလ်ကံရဲ့ကောင်းတဲ့အကျိုးအကုသိုလ်ကံရဲ့မကောင်းတဲ့အကျိုးဆိုတာဖြစ်နိုင်တယ်